အချိန်2မိနစ်လေးပဲပြေးပါကြုံမရုပ်စေရတာ Be my guest Be my guest ဆိုတဲ့အသုံးကိုကြားကြရတယ်မှာ guest ရဲ့အဓိပ္ပာယ်ကကြောင့်သူကဧည့်သည်ကိုပြောတာ Be my guest ဆိုတော့ငါရဲ့ဧည့်သည်ဖြစ်ပေးပါအဲ့လိုပြောရတာအဲ့လိုကြည့်ဆိုလို့ရှိရင်တော့လုံးဝအားပါတယ်နော် Be my guest ရဲ့အဓိပ္ပာယ်ကကြတော့ရပါတယ်လောက်ပါယူသွားပါအဲ့ဒါပဲပြောပါတယ်ဥပမာနဲ့ပြောမှဆိုလို့ရှိရင် Can I borrow your pen ငါမင်းရဲ့ပုံပံကိုငှားလို့ရမှာ Be my guest ရပါတယ်ယူသွားပါအဲ့ဒါပြောဖြစ်ပါတယ် Can I try it ငါကြိုးစားကြည့်လို့ရမလားဆိုလို့ရှိရင်ကိုကလက်ခံနေဆိုရှင် Okay Be my guest အဲ့ဒါဆိုလို့ရှိရင်တော့ဒီ Be my guest နဲ့ပတ်သက်တဲ့ဒီ video clip လေးတွေကိုဟတာကထားခဲ့ရင်လည်းနှုတ်ဆက်လိုက်ပါမယ်ရှင် Bye bye Don't forget to like and subscribe My guest. Be 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 my guest.